ကျွန်တော်မြန်မာနိုင်ငံဈေးကွက်တွေပါပေါ့နော်တော်တော် high နေတဲ့ honor win ကြောင့်ကိုပြပြမယ်ဒီခုံးနဲ့ပတ်သက်ပြီးကျွန်တော်များသိကြကြတာက1000 mAh ဘက်ထရီရပါတော့တကယ်ရောအသုံးခံလားကူလေးဖန်ကအလုပ်ဖြစ်လားပြီးဦးကြီးမှာ FPS ဘယ်လောက်ရလဲကင်မရာအနေထားဘယ်လိုရှိလဲဒါမျိုးတွေသိကြကြများတယ်ပေါ့နော်ဆိုတော့ဒီမေးခွန်းတွေကိုကျွန်တော်အခုပဲဖြေပြီးတော့မပြေခင်တကူပြောချင်တာပေါ့နော်ကျွန်တော်ဒီဖုန်းလေးစိတ်ကြိုက်စမ်းသုံးလို့ရအောင်ငါပေးတယ် 100% mobile ကိုကျေးဇူးများတင်တယ်တကယ်လို့ပေါ့နော်ကိုကဖုန်းအသစ်တွေပဲဖြစ်ဖြစ်စက္ကန့်တွေပဲဖြစ်ဖြစ်ဒီဝယ်ခြင်းဒါမှမဟုတ်ရောင်းဝယ်လက်ထပ်လုပ်ချင်နေဆိုရင်အဲ့မှာတော့ကစ်လို့ရတယ် Honor Win ကလက်ရှိအကျန်းဆုံး Android chip ဖြစ်တဲ့ဆိုတော့အဲ့ Elite Gen 5 chip ကြီးနဲ့လာပါတော့အဲ့တော့မှအခုပေါက်ဈေးက23ဝင်းကျင်ဆိုတော့ကျန်းလာပါပြီဆိုတော့ Redmi K90 Pro Max နဲ့နေလားငါလားတွေဖြစ်ကုန်ပြီပေါ့နော်ပြီးတော့ Honor Win က1000 mAh ဘက်ထရီနဲ့လာတာဆိုတော့အဲ့ဒီဘက်ထရီရပါတော့တကယ်ရောအသုံးခံလားဆိုတဲ့မိကွန်းတွေကိုအရင်ဆုံးဖြည့်ပြီးတော့ကျွန်တော် mobile နဲ့ကြောင်အမြင့်ဆုံး graphic အမြင့်ဆုံး frame rate တွေထားပြီးတော့တနားကြီးဆော့တယ် brightness တွေ volume တွေကအခုပြထားတဲ့အတိုင်းပဲပေါ့နော် Wi-Fi နဲ့ဆော့တာငယ်တော့ဘယ်လောက်ကုန်လဲဆိုတော့ 9% ကုန်ကျွန်တော်တေးကြအောင်လို့တနား2ရက်2ချိန်စမ်းစော့ကြည့်တယ် result ကဒီတိုင်းကိုတော့ mAh ဘက်ထရီပါတယ် Tower 5 Max မှာတော့အခုset တင်နိုင်မယ်ဆိုတာ 7% လောက်ပဲကုန်တယ်ဒါလည်းချစ်နေကျွန်တော် gain optimization กว่าအကြောင်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Honor Win နဲ့ပေါ့နော် PUBG ဆော့တဲ့အခါ TikTok ကြည့်တဲ့အခါမျိုးဒီမှာဒီကောင်ပို့ပြီးတော့အသုံးခံလို့ပါ Honor Win နဲ့ PUBG ကို balance graphic frame rate extreme နဲ့တနားကြီးဆော့တယ်အခု setting တွေတိုင်းပဲပေါ့နော်ဘက်ထရီအား 10% ပဲကုန်ဒီ result က impressive ဖြစ်ဖို့ကောင်းတယ် graphics မှုထားဆော့မယ်ဆိုရင်တော့လောဆယ်မှာ extreme plus 90 fps ဒီပဲကြာသေးတယ်ပေါ့နော်120 fps တော့မရသေးဘူး game zone တွေအချိန်မှာ cooling fan အလုပ်လုပ်တယ်ဒါပေမဲ့အရန်ကြီး effective ဖြစ်တယ်လို့တော့မခံစားရအောင်အပြင်က temperature ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒါအနည်းနဲ့များပူတာနွေးတာမျိုးတွေကတော့ရှိနိုင်တယ်ဆိုတော့ဒီ cooling fan ပါလို့ပေါ့နော်ဒီဖုန်းကိုကြိုက်တာဝယ်တာမျိုးတော့မဖြစ်စေနဲ့ပေါ့ဗျာ social media သုံးမယ်ဆိုရင်တော့ဒီဖုန်းနဲ့ဆိုအေးအကြောင်းဆိုတော့ TikTok ကိုတနားရွယ်သုံးတာ 5% ပဲကုန်ညပိုင်းဆက်မိတာဆိုတော့ brightness တွေ volume တွေကတော့မများဘူးဒါပေမဲ့လို့ result ကြီးကတော်တော်အားရဖို့ကောင်းတယ်ပေါ့နော်ဆိုတော့ Honor Win ရဲ့ဒီ1000 mAh ဘက်ထရီနဲ့ပတ်သက်ပြီးတော့ conclusion ပြန်ချုပ်ရမယ်ဆိုရင်ကျွန်တော်တို့9000 mAh ဘက်ထရီပါတယ်ဖုန်းတွေထက်တော့ဒီကောင်ကနှစ်ဆပို့ပြီးတော့ခံမသွားဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီဖုန်းတွေထက်တိတတာတော့ပိုးခံတယ်ဘာလို့တော့များသိနေကြတာကင်မရာနဲ့ display နေတာဘယ်လိုရှိလဲ AI feature တွေဆုံးလား Nodi နောက်ကြလား Honor Win ဒီနဲ့ရောဘာတွေกว่าလဲတဲ့ကင်မရာကတော့ flagship quality grade မရှိဘူးဒီဖုန်းကကင်မရာပိုင်းတဲ့ပေါင်းမနဲ့ gaming ပိုင်းကိုဦးစားပေးထားဆိုတော့ဗောနော်ကင်မရာပိုင်းကိုကျွန်တော်အများကြီးသွားပြီးတော့ညှော်လင်းလို့တော့မရဘူးဒါမှလည်းသူ့အိုးသူ့ဆန်သူ့ဈေးလေးနဲ့ရတော့မစိုးလို့ပြောရမယ်ဘာပဲပါဒီဖုန်းရဲ့ပုံထဲကလည်းနေတာဘယ်လိုရှိလဲဆိုတာသိရအောင်ကျွန်တော်ဆိုင်းရတဲ့ပုံလေးကိုပြပေးလိုက်ပါမယ်တစ်ချက် show ကြည့်လိုက်ကြပါဦးဒီဖုန်းကကျွန်တော်သဘောကျဆုံးကတော့ဒီကောင်းရဲ့ display ပိုင်းမှာအဲ့ဒါ refresh rate 185 Hz ဒီပါလို့ကြိုက်တာတော့မဟုတ်ဘူးပေါ့နော်တကယ်လို့ဆို refresh rate တွေကကျွန်တော်120 Hz လောက်ပါတယ်ဆိုရင်ကို okay နေပြီနော်အဲ့လောက်ကြီးမလို့သေးဘူးကျွန်တော်ကြိုက်တာဒီကောင်းရဲ့ display ရုပ်ထွက်နဲ့မျက်လုံးထိခိုက်မှုပါညာတက်တောင်တုပ်ပေးနိုင်တဲ့ eye comfort feature တွေအများကြီးပါတယ်အခုဒီမှာပါတယ် monitor feature ဆိုရင်ပေါ့နော်ကိုဖုန်းကိုအနီးကပ်ကြည့်တာကြားနေပဲဖြစ်ဖြစ်လူကခေါင်းကြီးငုပ်ပြီးတော့ဖုန်းကြည့်နေပဲဖြစ်အဲ့ရတယ်မှာ sound ကြည့်နေပဲဖြစ်ဖြစ်ဖုန်းသုံးတာကြာရင်ပဲဖြစ်အဲ့လိုအခြေအနေမျိုးတွေမှာပေါ့နော်ကျွန်တော်မျက်လုံးထိခိုက်မှုပါညာတက်တာအောင်တတိပေးနိုင်ကျွန်တော်တော့ဘောကြာ AI feature တွေကတော့အများကြီးပဲပုံတွေကိုရိုက်တဲ့ photo editing လုပ်မလားစာတွေကို summarize လုပ်မလားရတယ်ပြီးတော့ magic word ထားရလဲတော်တော်မိုက်လာတယ်ပေါ့နော်ခုလို့စတာဆိုရင် iPhone တောင်မှသူ့လောက် iPhone မဟုတ်ဒီ glass thing လေးဆိုရင်လည်းတော်တော်လှတယ်နော်လို့ဒီနောက်ကျလာတဲ့ကျွန်တော် Messenger နဲ့ဒီ Viber တွေကိုစမ်းကြည့်တာကတော့တောင်းဆိုပြီးတော့ချက်ချင်းဝင် Honor Win RT နဲ့ရောဘာတွေกว่าလဲဝေးရဒီမှာကျွန်တော်တို့ Elite နဲ့ဖြစ်သွားတယ်ထိပ်ဖိုတိုလမ်းမပါဘူး wireless charging မရအောင်ဒါကြောင့်သူကဈေးအများကြီးပိုတက်တာသွားတာပေါ့နော်ကျွန်တော်ဘိုင်းတော့ပြောရမယ်ဆိုရင် big quality နဲ့ကာရတဲ့ heavy feeling တွေကမစိုးဘူးမိုက်တယ် happy feedback vibration mode တော်တော်ကောင်းတယ် audio by bass stand တွေမိုက်တယ်အဲလောက်ဆိုရင်တော့ Honor Win RT ကHonor Win ကဘယ်လိုဖုန်းမျိုးလဲဆိုတော့တော်များသိကြရမှာနေပါတယ်တကယ်လို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိသေးတယ်ဆိုရင် comment မှာမေးလိုက်ပါကျွန်တော်ပြန်ပြရမယ်ကျွန်တော်တော့တောင်းနေပါဟုတ်ကဲ့ဒီလောက်ပါပဲ